ဒီနေ့တော့ကော်ရီမကော်ရီဆိုတဲ့ကော်ရီချစ်သူတွေအတွက်ဈေးတန်ပြီးတော့ရတာကောင်းတဲ့ကော်ရီခောက်ဆဲဆိုင်လေးတွေ့လို့မျှဝေပေးပါမယ်။သူ့ဆိုင်မှာကလေအသားကိုချက်သားဝက်သားအပြင်ချက်ပေါင်းဝက်နံရိုးပေါင်းနဲ့ဥစုံဆိုပြီးတော့လည်းရပါသေးတယ်။ပွဲကြီးကိုကြည့်ပြီးတော့ဈေးကြီးမယ်လို့တော့မထင်လိုက်ပါနဲ့။တပွဲမှာ6000ဝန်းကျင်ပဲရှိပါတယ်။ကျွန်တော်ကတော့ကော်ရီခောက်ဆဲကိုမှဝက်နံရိုးလေးနဲ့မှာခဲ့ပါတယ်။အီချာကွေးကလည်းတတ်မှရတာမျိုးမဟုတ်ဘဲနဲ့ပွဲပြင်တွေကပါတာဆိုတော့ကော်ရီရတာနဲ့အီချာကွေးရတာကလည်းတော်တော်လေးမှလိုက်ဖက်ပြီးတော့ကိုစားကောင်းပါတယ်။ကော်ရီစားရင်မပါမဖြစ်ကတော့ငပီတောင်းပါ။ကော်ရီထဲမှာငပီတောင်းလေးကိုနှစ်ပြီးစားလိုက်ရတာကတလုံးဆိုတလောက်ထိမိနေတာပါပဲ။ဝက်နံရိုးကလည်းနူအီနေအောင်ပေါင်းထားတာဆိုတော့ကိုက်လိုက်တာနဲ့ရှာထဲမှာပျော်ဝင်သွားစေမယ့်အရာသာမျိုးပါ။သူ့ဆိုင်ကိုရောက်ရင်လေစိတ်ကလမဖြော်ရည်ကိုတော့တောက်ကြည့်တင်ပါတယ်။အခုလိုပူအိုက်တဲ့ရာသီအတွက်တော့တမယာသီးနဲ့မွေးလေးနဲ့လုံးဝကိုကွက်တီပါပဲဖတ်ထုတ်အိုကတ်ဆိုဖောင်းကြီးမှကြိုက်တာမို့ဖတ်ထုတ်အိုကတ်တော့အကြိုက်မတွေးခဲ့ပါဘူးစိုင်းနာမည်လေးကတော့လှိုင်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတ်တာ